ဒီဘာဘီလေးကတော့ကောမန့်အမတစ်ယောက်ကပေါ့နော်သူငငယ်တုန်းကနိုင်ငံခြားအတော်တရားဆောင်ပြီးခဲ့တဲ့အယုတ်လေးဆိုပြီးတော့လာရောက်နေလို့ကိုလည်းမနေနိုင်လို့ဝယ်ပြစ်သွားတယ်ပေါ့နော်ပြီးတော့အယုတ်အဟောင်းဖြစ်တိုင်းလည်းအဖိုးတန်တာမဟုတ်ဘူးနော်ကိုယ့်ရဲ့အယုတ်ကဘာဘီအစ်စ်ဖြစ်နေမှာအဖိုးတန်တာပါကျော်ဘာဘီစစ်မစစ်ကြည့်မယ်ဆိုရင်အရင်ဆုံးခေါင်းဝင်ကြည့်ပါသူခေါင်းမှာမတဲအသားတစ်စိတ်ပါမယ်ပြီးတော့သူခေါင်းမို့ဘယ်ကထုတ်ခဲ့ဘယ်ခုနှစ်ကထုတ်ခဲ့လဲဆိုရင်ခုနှစ်ကိုခေါင်းမှာရေးရတယ်ပြီးရင်ကိုလုံးပေါ့နော်ကိုလုံးမှာလည်းသူတစ်ခါပါတယ်ပေါ့ခါမှာသူမတဲသားတစ်စိတ်ရဲ့ခုနှစ်ရဲ့ရေးရတယ်ပြီးတော့ဘယ်မိတ်လဲပေါ့နော်မိတ်ရင်ပါတယ်အင်ဒိုနီးရှားမိတ်ရင်ချိုင်းနာဆိုရင်2မျိုးရှိရဲအင်ဒိုနီးရှားကတော့ပို့ပြီးတော့ဈေးများတယ်လို့ကြားဘူးပဲပေါ့နော်ဘာလို့ဆိုအင်ဒိုနီးရှားမိတ်တွေကပိုမျက်နှာလှလို့ပါပြီးတော့သူ့ရဲ့နာမည်က Melanian Barbie Princess ဖြစ်ပါတယ်ဆိုတော့ Barbie အစ်စ်ဆိုရင်ဒီနာမည်ကိုရိုက်ရှာလိုက်တာနဲ့ Google မှာဆိုလို့ရှိရင်လည်းသူ့ရဲ့အကြောင်းအသေးစိတ်ဘယ်ခုနှစ်ကထုတ်ခဲ့တယ်ပြီးတော့သူ့ official ထုတ်တုံးကဘယ်ဘူးနဲ့သူ့ရဲ့ဘူးပုံစံသူ့ကိုရောင်းထားတဲ့ဈေးကွက်ပေါ့နော်အဟောင်းဈေးကွက်အသစ်ဈေးကွက်အားလုံးကိုအသေးစိတ်ကြည့်လို့ရတယ် YouTube မှာရှာလို့ရှိရင်လည်းသူ့ unboxing လုပ်ထားတာတွေသူ့အကြောင်းကိုအဲ့လိုမျိုး vlog video တွေအများကြီးတက်လာမယ်ပေါ့နော်ဒါဆိုရင်ဒါ Barbie အစ်စ်တကယ်ကို vintage Barbie အစ်စ်ဖြစ်တယ်ဆိုတာကိုကြည့်လို့ရပါတယ်ဆိုတော့ကိုယ့်အိမ်မှာအယုတ်အဟောင်းတွေပါရှိရဆိုရင်လည်းဒီမျိုးလေးတစ်ချက်စစ်ဆေးကြည့်ပေါ့နော်သူ့ရဲ့ကိုယ်လုံးမှာဒီလိုအမှတ်သားတစ်စိတ်တွေပါရင်ဒါဒီရုပ်ကဈေးကောင်းကောင်းနဲ့ပြန်ရောင်းလို့ရတဲ့အယုတ်တွေဖြစ်နိုင်ပါတယ်ဆိုတော့အိမ်ကအယုတ်တွေလည်းနည်းနည်းလေးစစ်ကြည့်လိုက်အောင်